ဆရာတင်ထားသလိုပဲဆရာမမင်းပေါ့နော်နိုးရဲ့လက်ဦးဆရာတင်ထားသလိုပဲနိုးကိုစနိုးကြည့်ပြီဆိုတော့ခဏမေ့ပြီးတော့ဒီ character ကဘာလုပ်တတ်မလဲဆိုရဲဟာနီကက်လေးလာပြီးမှ character ကိုနိုးရိုက်တယ်ပေါ့နော်အဲ့ဒါတော့နိုးရဲ့အကျင့်မှာဒါနိုးသစ္စာမဖောက်ချင်တဲ့အနုပညာပေါ်ထားတဲ့ခံယူချက်ပါဒါကလည်းဆရာရဲ့တုံတင်ဆုံးမမှုကောင်းလို့ပဲပြောရမှာပါဟုတ်ကိုကအကြည့်ဖြစ်ပြီးဥဆောင်ပြီးရန်ဖြစ်လာဟလားသူတို့ကတဲတုံကိုရင်ရန်စတာပါကိုလေးကဝင်တိုင်းနဲ့ခုလိုမျိုးဖြစ်သွားညီကလည်းတော်တော်အတက်ကောင်းနေတက်နေရနော်နို့2025မှာလည်းနို့တော့ကံကောင်းခြင်းတွေအများကြီးဖြစ်တယ်2026အဖွင့်ကလည်းနို့တော့အရင်လာရလို့ပြောလို့ရတယ်နို့ကကံကောင်းတဲ့နှစ်တွေလို့ပြောလို့ရမှာထင်တယ်နို့တော့လေကောင်းမှလာလေးတွေကတော့တော်တော်ရှော့ပါပေါ့တော်တော်ရှော့ရမယ်စူးစားတော့ရှော့ဖို့တိတ်မရှော့ကြဘူးဟာပေါ့ခါကြလို့ရှိရင်အလုပ်တိုက်ဆိုင်တာပဲဖြစ်တခုခုသွားတိုက်နေလို့ပဲဖြစ်မသေးချာတဲ့အရာနှစ်ခုဖြစ်နေတဲ့အချိန်မှာတစ်ခုလက်လို့မိသွားပြီမှာဒီတစ်ခုကလည်းမသေးချာပဲထက်လက်လို့ရတယ်ဆိုတော့အခိုက်တက်နေနိုးကြုံမှုတဲ့နှမျောတယ်အရင်နှမျောတဲ့ကာလရဖြစ်ဒါပေမဲ့လည်းကောင်းမှုရရပဲဖြစ်လာတာပဲပေါ့နော်ကောင်းမှုရရဖြစ်လာလို့ဒါလေးဟွာဖြစ်သွားတာပဲတစ်ခုခုလွဲချော်သွားလို့ဖြစ်ပြီးသားကိစ္စကိုတို့ပြန်လုပ်လို့မရတော့အဲ့တော့လည်းနိုးကလည်းကောင်းတဲ့ဘက်ကပဲပြန်တွေးပြီးတော့ကောင်းမှုဖြစ်လာပဲလေဆိုပြီးတော့ပဲပြန်ဖြည့်သိမ့်ရရင်နှင်းမြဆိုရဲရုပ်တံဇလန်းတွေလေးထဲမှာတဲတုံနှင်းရတီစော်ဆိုရဲအကိုနှစ်ယောက်ရဲ့ညီမအငယ်ဆုံးလေးတအိမ်လုံးရဲ့အငယ်ဆုံးလေးဖြစ်ပါဝင်တယောက်ဆောင်ထားပါတယ်အားလုံးကအရန်တဲတုံဖြစ်နေလို့တဲတုံဆိုပြီးခေါ်ကြဟုတ်တယ်နော်အကောင်လေးကဲနော်အဲ့လိုကြီးကြရဲ့ခလေးစိုးလေးတော့ဖြစ်နေဒါဟေးပလေးရလည်းရိုက်တဲ့ကားမှာဖြစ်တယ်ဒါမအီရဲ့ပထမဦးဆုံးဇလန်တွဲဖြစ်တဲ့အချိန်မှာပြောနိုး character လေးကိုဖတ်ကြည့်တဲ့အချိန်မှာလည်းနိုးအရန်သဘောကျတယ်နိုးနှင်းရဲ့ဒီဇော်အရန်ချစ်တယ်နှင်းရဲ့ဒီဇော်နေရာမှာဖြစ်ကြည့်ခြင်းတယ်အဲအကြောင်းနှင်းရဲ့ဒီဇော်လက်ခံပြတာဒါပေမဲ့နိုးကဒီ character နဲ့ပတ်သက်ပြီးနိုးအတွက်ပုံမှန်ထပ်ပို့ပြီးတော့ challenge ဖြစ်တယ်ဘာဖြစ်လို့လဲဆိုတော့နိုးအရှိမရိုက်ခဲ့တဲ့ကားတွေတော်များညီမလေးကားတွေဖြစ်နေတယ်အဲ့ဒီအတွက်ကြောင့်နိုးကဒီတဲ့ညီမလေးကိုအရှိကညီမလေးတွေနဲ့လုံးဝကွဲနေမယ်ညီမလေးမျိုးကိုနိုးကလောက်ရမှာညီမလေးကညီမလေးပဲဒါပေမဲ့ဒီညီမလေးကမတူဘူးအဲကြောင့် audience အမြင်မှာအရှိကလည်းဒီညီမလေးပဲဆိုတာမျိုးမမြင်ဖို့အတွက်တဲတုံမြင်ဖို့အတွက်နိုးအများကြီးစူးစမ်းခဲ့ရတယ်နောက်ပိုင်းနေတမ်ပိုတက်တဲ့အချိန်ကြလို့ရှိရင်ပေါ့နော်ဘယ်လိုနိုးစူးစမ်းထားလဲဆိုတော့ပရိသတ်တွေကိုလည်းမြင်စေချင်တဲ့နိုး team တစ်ခုလုံးဟိုဇက်ရှင်ကအဲ့လိုအဟုန်လိုက်ကြီးတက်မှာဖြစ်တဲ့အတွက်ကြောင့်ကြည့်ပေးကြပါလို့နိုးပြောချင်ပါတယ်စိတ်ကောက်ကိုညစာမစားတာမလုံနဲ့နော်ပြတဲ့ရှိညီမလေး character နဲ့အကျိုးပေးရတဲ့နို့ဒီကောင်နို့လည်းအဲ့လိုတိတ်တိတ်ကိုကိုလေးဖြစ်နေရအောင်အဲ့အကြောင်းနဲ့လူကြီးပုံပအောင် fashion ကျွေးထားနို့ရဲ့ပုံစံချောင်းလိုပဲကြောင်ထင်တာပဲမပြောတတ်ဘူးပေါ့နော်ဒါပေမဲ့ညီမလေးကလည်းရိုက်ထားတော့နို့နဲ့အဝင်ကွင်ကြဖြစ်မယ်ဆိုပြီးတော့ထင်တော့လာပြီးတော့ကမ်းလှမ်းကြတာပေါ့အဲ့တဲမှာမနို့ကကွဲလွဲတဲ့ညီမလေးဖြစ်အောင်စူးစမ်းပေးရတာပေါ့ညဘက်စာတင်ရမယ့်အချိန်ကိုကလပ်ကိုခိုးသွားနေတယ်တော်ပါတော့မမီရဲ့တဲကောင်တစ်ခါလီထွက်တာပါမစုပါနဲ့တော့ဘာလို့တစ်ခါတည်းထွက်တာလဲမင်းညီမအမြဲတမ်းထွက်နေတာလေနည်းနည်းလေးမှအများကြီးစုခါဖြစ်တဲ့ကိုစီရိုးရတဲ့မျိုးလုံးဝမစုတဲ့ဘူးဖြစ်နိုင်နော်လုံးချင်တော့ပဲတော့ချင်တော့အမှတ်တရရဲ့နိုးကလေဒီကားနဲ့ပတ်သက်လို့အမှတ်တရရဲ့အများကြီးရှိရဲ့ဒါပေမဲ့စကားပြီးသွားလို့ရှိရင်အင်တာဗျူးတစ်ခေါက်ပြန်ဖြေမယ်စကားပြီးသွားလို့ရှိရင်အင်တာဗျူးတစ်ခေါက်ပြန်ဖြေမယ်မဆက်ပွိုင်းမိအောင်အလုံးလေနော်ဒီထဲမှာနိုးအများကြီးစူးစမ်းထားတဲ့ဇာတ်ဝင်ခန်းတွေရှိတယ်ပြီးတော့ခုနလိုအရှိပိုင်းမှာပေါ့နော်လုံးဝစုနေပေမဲ့လည်းအချက်မပြတ်ခဲ့ကောင်မလေးတယောက်ပေါ့နော်နောက်ပိုင်းစူရလေးကစာချစ်လိုက်တာဆိုပြီးတော့ကိုချစ်တဲ့လူဆိုလို့ရှိရင်ဘာလို့မှန်နေရလဲကိုမချစ်တဲ့လူဆိုလို့ရှိရင်တော့ तू ဘာလို့မှားနေရအဲ့လိုမျိုးလေးပေါ့ဟိုမဲအဲ့လိုရုပ်တီနဲ့စူတာကြောက်တောင်ကြောက်စရာရင်နော်ဒါလုံးဝတိချာစူတာဘာလို့တာလဲဆိုတော့လုံးဝလင်းထက်ဒီထဲမှာလုံးဝလင်းထက်ပါဒီကားထဲမှာဒီကားနဲ့ရိုက်ရပြီးတော့နို့အတွက် never ပိုးကျဲလာတယ်အကိုရီမတွေနဲ့တီးခွင့်ရတယ်နို့သဘောကျတဲ့မင်းသားမင်းသမီးတွေနဲ့တီးခွင့်ရတဲ့အတွက်ကြောင့်ဒီကားလေးကနို့အတွက်အမှတ်တရအများကြီးရှိတယ်ပြီးတော့နို့ပျော်လဲပျော်တယ်အခုနို့သဘောကျတဲ့မင်းသားမင်းသမီးတွေနဲ့တီးခွင့်ရတဲ့အတွက်ကြောင့်အဲ့တော့ဒီထပ်ပို့ပြီးတော့လဲစူးစမ်းမယ် never တစ်ခုကိုလည်းပို့ပြီးတော့ပို့စူးစမ်းမယ်ပရင်နိုရဲ့ပြိတ္တတွေချိုးရှိတယ်မမနိုးကားထွက်ဖို့ရမ်းကြတယ်မနိုးဟာကြည့်ကျင်တယ်ဆိုပြီးတော့ခဏလာပြောကြတယ်အဲ့တော့ဒီထပ်ပို့ပြီးတော့စူးစမ်းပါမယ်ဒီထပ်ပို့ပြီးတော့နိုးကားတွေမြင်နိုင်အောင်လို့နိုးကလည်းတေးချာလေးကားထွက်လာတဲ့အချိန်မှာလည်းပြိတ္တတွေကြည့်ရအမြင်လေးတစ်ခုဖြစ်နေအောင်လို့နိုးအများကြီးပြင်ဆင်ပြီးတော့ရိုက်ပါမယ်စူးစမ်းပါမယ်အားလုံးဖြစ်စေချင်တဲ့အတိုင်းဒီထပ်ပို့ပြီးနေပဲကြက်ဖြစ်အောင်လည်းနေပါမယ်ပြီးတော့ဒီနေရာကနေအကုန်လုံးပြန်ခေါင်းမတွေအကုန်လုံးရှော့ပါမယ်
နင်ကအိမ်ကြီးကိုလိုက်နှောက်ရှက်နေရပဲ ဟဲ့ကဘလို့ကြီးပြောနေရလဲ ဒီကြီးအဲ့မှာအတိတ်တာသမီးအဲ့လိုပြောနေတာရတယ်သမီးပြန် နို့ တော့ 2025မှာလည်းနို့တော့ကံကောင်းခြင်းနဲ့အများကြီးဖြစ်တယ်2026အဖွင့်ရလဲနို့တော့အရင်လာရလို့ပြောလို့ရတယ်နို့ကကံကောင်းတဲ့နှစ်တွေလို့ပြောလို့ရမှာထင်တယ်နို့တော့တော့လေ တောင်းမှလာလေးတွေကတော့တော်တော်ရှော့ရပါဘူး တော်တော်ရှော့ရမယ်တော်တော်ရှော့ရမယ်စူးစားတော့ရှော့ဖို့တိတ်မရှော့ကြဘူးဟာပေါ့ခါကြလို့ရှိရင်အလုပ်တိုက်ဆိုင်တာပဲဖြစ်ဖြစ်တစ်ခုခုသွားတိုက်နေလို့ပဲဖြစ်မသေးချာတဲ့အရာတစ်ခုဖြစ်နေတဲ့အချိန်မှာတစ်ခုလက်လို့မိသွားပြီမှာဒီတစ်ခုကလည်းမသေးချာပဲထက်လက်လို့ရတယ်ဆိုတော့အခိုက်တက်နေနိုးကြုံမှုရဲ့နှမျောတယ်အရင်နှမျောတဲ့ကာလတွေဖြစ်တယ်ဒါပေမဲ့လည်းကောင်းမှုရရပဲဖြစ်လာတာပဲပေါ့နော်ကောင်းမှုရရဖြစ်လာလို့ဒါလေးဟွာဖြစ်သွားတာပဲတစ်ခုခုလွဲချော်ပါလို့ဖြစ်ပြီးသားကိစ္စကိုတို့ပြန်လုပ်လို့မရတော့အဲ့တော့လည်းနိုးကလည်းကောင်းတဲ့ဘက်ကပဲပြန်တွေးပြီးတော့ကောင်းမှုဖြစ်လာတာပဲလေဆိုပြီးတော့ပဲပြန်ဖြည့်သိမ်းရအောင်နိုးကိုကြည့်ရဲ့ပရိသတ်တွေကိုအားနာတယ်ပြီးတော့နိုး client တွေကိုအားနာတယ်အဲ့ဒီအတွက်ကြောင့်နိုးဇက်ကောင်တစ်ခုရပြီဆိုတော့အဲ့ဒီဇက်ကောင်နဲ့ပတ်သက်ပြီးတော့တည်တည်ချာချာ propose လုပ်တယ်ပြီးတော့ဆရာတင်ထားသလိုပဲဆရာမမင်းပေါ့နော်အဲနိုးရဲ့လက်ဦးဆရာတင်ထားသလိုပဲနိုးကိုစနိုးကြည့်ပြီဆိုတော့ခဏမေ့ပြီးတော့ဒီ character ကဘာလုပ်တတ်မလဲဆိုရဲဟာနီကက်လေးလာပြီးမှ character ကိုနိုးရိုက်တယ်ပေါ့နော်အဲ့ဒါတော့နိုးရဲ့အကျင့်မှာဒါနိုးတစ္ဆာမဖောက်ချင်တဲ့အနုညပေါ်ထားတဲ့ခံယူချက်ပါဒါကလည်းဆရာရဲ့တုံတင်ဆုံးမမှုကောင်းလို့ပဲပြောရမှာပါဟုတ်ရှင်နှင်းများစကားလေးကအခုတနင်္လာကနေတောက်ကြနေအပတ်စဉ်တိုင်း MRTV4 နဲ့ Hey Play application မှာ on air တက်နေပြီမို့လို့ပရိသတ်တွေကိုကြည့်ပေးကြပါ team တစ်ခုလုံးအကောင်းဆုံးစူးစမ်းထားတာဖြစ်တဲ့အတွက်ကြောင့်အပီးထီကိုကြည့်ပေးကြဖို့တော့ဒီနေရာကနေဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်